ဒါပေမဲ့ပထမဆုံးနေကြီးဖြာတန်းလေးကတိမ်တိုက်တွေကိုဖောက်ထွက်ပြီးကြောက်ဆောင်အကြောင်းတွေကြားတဲ့ဖြန့်ပက်ကြလာတဲ့အချိန်မှာတော့ကျွန်တော်မျက်ဝန်းအစုံဟာရုတ်တရက်ဝိုင်းဆက်ပူနွေးလာခဲ့ရတယ်တကူတော်မုံတိုင်းတန်ကိုတညလုံးအလူးလဲခံခဲ့ရတဲ့တောတောင်ရိုင်းတွေကစပစ်ပင်အိုကြီးတွေရဲ့အပေါ်မှာဂိုင်းဆက်ထားလို့အောင်မြင်ခဲ့တဲ့ရေခဲတကြားကျွတ်စပစ်ပင်အမြောက်လေးတွေဟာကျိုးပြတ်မသွားခဲ့တဲ့အပြင်ဒီလိုဆိုးဝါးလာတဲ့ပတ်ဝန်းကျင်ထဲမှာခက်ခဲပင်ပန်းစွာနဲ့ပဲဆွဲမလျှော့ပဲပထမဆုံးစိမ့်ဆူနှုတ်ဖက်နေတဲ့တရွက်ဖူးလေးကိုငေါက်ခနဲထွက်ပြလာစေခဲ့လို့ပါပဲအဲ့ဒီမိုးကြီးပြီးတဲ့နောက်မှာတော့ပြင်းထန်တဲ့အပူရှိန်နဲ့အိုက်ဆက်ဆက်ရာသီဥတုမျိုးဆက်တိုက်ဖြစ်လာခဲ့တယ်အဲ့ဒီမှာတင်လင်းဟိုင်အတွက်တော့တညတာအတွင်းမှာပဲငရဲကဘာကြီးဆက်ရောက်လာခဲ့ပါတော့တယ်အစောပိုင်းတုန်းကရေတွေအလွန်အကျွံဆုပ်ယူထားမိတဲ့အပြင်အခုလိုပူပြင်းတဲ့နေရာအောက်မှာတောက်လျှောက်အကင်ခံလိုက်ရတာကြောင့်လင်းဟိုင်ရဲ့စပစ်ချန်တွေကဟော်မုန်းဆေးတွေနဲ့အတင်းကြီးအောင်လှုပ်ထားတဲ့ရှိုင်းမတ်စကတ်စပစ်တီးတွေဟာအထက်ကဖိအားကိုအပြင်ခွန်ကမခံနိုင်တော့ပါဘူးတိတ်ဆိတ်နေတဲ့စပစ်ချန်ထဲမှာစပစ်တီးလုံးလေးတွေတစ်လုံးပြီးတစ်လုံးဖုံဖုံလဲပောက်ကွဲထွက်သွားတဲ့အတန်တေးသေးလေးတွေကိုတောင်ကြားနေရတယ်လို့ပဲနှစ်ရက်အတွင်းမှာတင်စပစ်ချန်ထဲမှာသမိုင်းတစ်လျှောက်မကြုံဘူးလောက်အောင်အကြီးအကျယ်စပစ်တီးအကွဲတဲ့ပြဿနာကြီးပေါ်ပေါက်လာခဲ့တယ်တစ်ချိန်ကလင်းဟိုင်တပြူးပြူးနဲ့ဂုံယူဝင်ကြွားခဲ့ရတဲ့အစမတန်ကြီးမားလာတဲ့စပစ်တီးတွဲကြီးတွေဟာအောက်ခြေကနေပြီးတော့ကြောက်မက်ဖွယ်ရာအကြောင်းကြီးတွေကွဲအပ်ကုန်ကြတယ်ချိုးဤနေတဲ့စပစ်ရည်တွေဟာစပစ်နယ်ပင်တွေတိုင်းတတွင်တွင်စီးကြလာပြီးအပူရှိန်အောက်မှာအလင်းအမြန်ပဲအချင်းပေါက်ပို့တိုးကုန်တော့တာပေါ့ဒါကြောင့်မို့လို့ရှူးရှူးရှဲရှဲနဲ့နှာခေါင်းထဲစူးဝင်လာတဲ့အမဲ့ပုံနဲ့ညှို့နှံတွေထွက်လာခဲ့တယ်ရင်ကောင်တွေရင်စိမ်းကြီးတွေနဲ့ချင်းကောင်တွေဟာလည်းအနက်ရလို့အုပ်စုလိုက်ရောက်လာကြပြီးစပစ်စင်ပေါ်မှာလူတေကောင်ကိုဝိုင်းနေတဲ့လေဓာတ်တွေလိုအုံခဲမောင်မဲသွားခဲ့ပါတယ်လင်းဟိုင်တယောက်စပစ်ချန်လဲမှာရရင်နဲ့အပင်ပေါ်တင်ပုတ်တိုးကုန်တဲ့စပစ်တီးထက်ဝက်ကြော်ကိုကြည့်ပြီးဒဲအိုးပူပေါ်ကပရွက်စိတ်လိုကြောက်ကြက်ဖြစ်နေတော့တယ်လက်နှစ်ဖက်ကလည်းခေါင်းကစပင်တွေကိုတဆုပ်ဆုပ်ဆွဲနှုတ်နေမိရင်မျက်စိရှိတင်ဆုံးရှုံးတော့မဲ့တန်းချီတဲ့အမျက်ဆုံးတွေကိုမြင်တော့တွေးပြတ်သွားခဲ့ရပြီလေသူယူသွစွာနဲ့ပဲလက်ကင်ဖုံးကိုကောက်ကင်ပြီးသူ့ရဲ့ပတ်စံရှိလို့ပေါင်းထားတဲ့စိုက်ပျိုးရေးကျွမ်းကျင်သူတွေကိုဖုံးဆက်ပြီးကိုလူတောင်းပန်ဒီလူတောင်းပန်နဲ့အသေးအတန်အကူအညီတောင်းခံတော့တာပေါ့စကူလင်းညာထားတာတီးတီးတာတာကြီးမိုးရွာပြီးနောက်ပိုင်းဆိုထိုင်းစများလုံးလို့မူပိုးဝင်သွားတာမြမြလေးမူတက်စေးနဲ့ဘိုးတက်စေးပမာဏကိုတိုးလိုက်တော့အာနီတင်ပြအားကိုလည်းပုံမှန်ထက်နစ်မြင့်လိုက်ဒါမှယောဂပိုးကိုနေနေနိုင်မှာဆေးဖြန်းအခုချက်ချင်းလူတိုင်းကိုအကာအကွယ်မျက်နှာဖုံးတွေတက်ခိုင်းပြီးတော့တေးသေးချာချာဖြန်းဆန်းဘယ်နေရာမှမကြံစေနဲ့လင်းဟိုင်ကတော့ယောဂတဲ့ကောက်ရုပ်တမြင်ဆွဲမိတယ်လို့သူများစကားနားထောင်ပြီးစင်ကျင်တုံတရားလုံးဝပျောက်ဆုံးသွားခဲ့ပါပြီသူဟာဆေးဘူးခုံပေါ်ကစိုးရိမ်ရတဲ့ဘေးကင်းလုံခြုံရေးအညွှန်းတွေကိုလုံးဝဂရုမစိုက်တော့ပဲအလုသမားတွေကိုပိုးတက်စေးနဲ့မိုးတက်စေးပမာဏကိုပုံမှန်ထက်3ဆပိုထည့်ခိုင်းလိုက်တယ်ဆေးဖြန်းဆက်ကြီးတွေဟာစပစ်ချန်ထဲမှာတနေ့ကင်းလုံးတဝုံဝုံနဲ့မြည်ဟိနေခဲ့ပြီးနှာခေါင်းကိုဆူရှစေတဲ့ဓာတုဆေးဝါးနှံတွေဟာလေထုထဲမှာပြန့်လွင့်နေတာကြောင့်မီတာအနည်းငယ်အကွာဝေးကဖြစ်သွားတဲ့ရွာသားတွေတောင်တဟုတ်ဟုတ်နဲ့ချောင်းဆိုးကုန်ကြရတယ်လင်းဟိုင်ကတော့လေကစင်းပေါ်မှာရက်ပြီးဒီလိုဆေးပြင်းပြင်းချလိုက်တာကြောင့်သူ့ရဲ့ရွှေတွင်းကြီးကိုကယ်တင်နိုင်လိမ့်မယ်လို့တထစ်ချယုံကြည်နေခဲ့တာပေါ့ဒါပေမဲ့နောက်တစ်နေ့မနက်ခင်းမှာတော့လင်းဟိုင်တယောက်မျောလင်းချက်အပြည့်နဲ့စပစ်ချန်ထဲကိုတစ်ခါပြန်ပြီးခြေချလိုက်မိတဲ့အချိန်မှာသူဟာခြေထောက်တွေခွေရိုင်သွားပြီးရှုံ့ပွက်ထဲကိုဖုံးကနေလဲကျထိုင်မိသွားပါတော့တယ်မနေ့ကအထိစိမ့်လန်းဆိုပြီးနေတဲ့စပစ်ရွက်တွေဟာဒီနေ့မှာတော့အားလုံး6တွေ့ကြွလောင်ပြီးဝါမျိုးရောင်ပြောင်းသွားခဲ့ပါပြီတရွက်အနာသက်တွေဟာတွန့်လိုက်ပြီးအပိုင်းပိုင်းပြက်ကျွေနေတာဟာကွယ်ပြောက်နေတဲ့မိတောက်ကြီးတစ်ခုရဲ့အမျိုးတကြီးလောင်မြိုက်ခြင်းကိုခံလိုက်ရတယ်လို့ပါပဲအဲ့ဒီအကွဲနေတဲ့စပစ်တီးတွေဆိုရင်လည်းပြင်းထန်တဲ့အဆစ်အကာလီပိုတက်ဆေးတွေရဲ့တန်းကြောင့်မဲမောင်ပြီးတွန့်လိမ်ပိန်ချိုင်သွားခဲ့ရတယ်လေတစ်ချက်အဝိမှာတင်6တွေ့နေတဲ့တရွက်တွေနဲ့ပုတ်ပွားနေတဲ့စပစ်တီးတွေဟာလူကိုစိတ်ပြအားငယ်စေတဲ့မိုးမောင်ကြီးရွာကြတယ်လို့မျိုးမြေပြင်ပေါ်ကိုဖုံဖုံလဲကြွေကြကုန်ပါတော့တယ်တစ်ချိန်ကဂုံတေးတောက်ပပြောင်ပြီးတစ်နှစ်ကိုရွမ်သိန်း900ဝင်မယ်လို့ကြွေးကြော်ခဲ့တဲ့အဆင့်မြင့်နည်းပညာသုံးစပစ်ချန်ကြီးဟာတညတာအတွင်းမှာပဲအပုံနဲ့လှိုင်နေတဲ့တေဆုံချင်းတော်ရိုက်မြေကြီးအဖြစ်ပြောင်းလဲသွားခဲ့ရပါပြီငါရဲ့စပစ်တီးတွေငါရဲ့ပိုက်ဆံတွေဟာ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 ဒီဝါလီခံရတော့မဲ့အခြေအနေကိုလက်မခံနိုင်တဲ့လင်းဟိုင်ဟာတွားကိုကြိတ်ပြီးတော့သူ့ရဲ့နောက်ဆုံးအသက်ဆက်ဖို့ခြံထားတဲ့အတပြားအိတ်ကိုထုတ်လိုက်တယ်ဈေးကြီးပေးပြီးမြို့နယ်တဲကအကြော်ကြားဆုံးနဲ့ဝါရဲ့စိုက်ပျိုးရေးပညာရှင်ကြီးအဖိုးကိုလိုကိုပင့်ဖိတ်ခဲ့ရတာပေါ့မြို့အဖိုးအိုဟာ professional စစ်ဆေးကိရိယာတွေကိုယူဆောင်လာပြီးဒီခြံထဲကပျက်စီးယိုယွင်းမှုကိုမြင်ရတဲ့အခါမျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးပြီးစိတ်မကောင်းဖြစ်သွားရှာတယ်သူစကားတခုမှမပြောဘဲခြံထဲကိုဝင်သွားပြီးလက်အိတ်ကိုစုပ်ကမြေစီလွာနဲ့ကြန့်ရှိနေတဲ့စပစ်တီးအသားနမူနာတွေကိုစုဆောင်းယူလိုက်တယ်မြို့အဖိုးအိုဟာယူလာတဲ့တဲဆောင်ရလွယ်ကူတဲ့ဓာတ်ခွဲတစ်တာကိုလေကစင်းပေါ်မှာတင်လိုက်ပြီးဓာတ်ခွဲရည်အချို့ကိုချလိုက်တဲ့အခါမှာတော့ဆေးရည်ဟာချက်ချင်းပဲနောက်ကြည့်တဲ့အယောင်ဖြစ်ပြောင်းလဲသွားခဲ့တယ်ဓာတ်ခွဲချက်ရလက်ကိုကြည့်ပြီးလူအဖိုးအိုဟာခေါင်းကိုတဆက်ဆက်ခါရမ်းရင်တပြင်းအရှိကြီးချလိုက်မိပါတော့တယ်ဂျေးလင်မင်းကစိုက်ပျိုးရေးလုံးနေတာလားဒါမှမဟုတ်စိတ်ခက်နေတာလားဒီမြေကြီးရဲ့ pH တန်ဖိုးဟာလေးအောက်ကိုကျဆင်းသွားပြီးပြင်းထန်တဲ့အက်စတက်ပေါင်နေပြီထားတင်မကတိကိုမင်းပိုးတက်စေးနဲ့ဟော်မုန်းတွေကိုအလွန်နဲ့ချွန်တုံးဆွဲခဲ့တာကြောင့်မြေစီလွာထဲမှာတတုဓာတ်တွေနဲ့ဓာတုဓာတ်ကျွန်းတွေစံချိန်တင်အောင်လုံခဲ့နေပြီလျို့ဖိုးဒါဆိုကဲလို့မရတော့ဘူးလားဗျာကျွန်တော်ပိုက်ဆံအများကြီးသုံးပြီးအကောင်းဆုံးမြေဩဇာတွေနဲ့ပြန်ဖြစ်ရင်ကောမရဘူးလားကဲလို့မရတော့ဘူးဒီမြေကွက်ရဲ့ဒီဟာစနစ်ငယ်တစ်ခုလုံးဟာလုံးဝပျက်စီးသွားပြီဒီနှစ်ဆုံးရှုံးရုံတင်မကောဘူးနောင်လာမဲ့10နှစ်အတွင်းမှာတောင်ဒီမြေပေါ်မှာလူစားလို့ရတဲ့ဘယ်အရာကိုမှစိုက်ပျိုးလို့ရမှာမဟုတ်တော့ဘူးမင်းကတော့ကိုယ်ဒေတွင်းကိုဒူးပြီးကိုယ်ဘာသာတက်လိုက်တာပဲဒီစကလုံးဟာမိုးကျိုးမုန်တိုင်းတစ်ခုကလင်းဟိုင်ရဲ့ဦးကောင်းကိုအရှိန်ဟုန်နဲ့ပစ်ချလိုက်တယ်လို့ပါပဲသူဟာမျက်စိထဲပြခနဲဖြစ်သွားပြီးမေးလဲမတက်ဖြစ်သွားခဲ့ရတယ်10နှစ်တိုင်ဘာမှစိုက်မရတော့ဘူးဆိုတဲ့အတိတ်ပဲဟာသူလုံးဝဒေဝါလီခံရတော့မှာဖြစ်ပြီးနောက်ဆက်တွဲအနေနဲ့ကြီးမားလာတဲ့ကျွေးမိထောင်ချောက်ကြီးတဲ့ကြားရောက်တော့မှာဖြစ်ပါတယ်တေချင်းတရက်လိုတိတ်ဆိတ်နေပြီးလင်းဟိုင်ရဲ့မျောလင်းချက်မဲ့စွာရှိုက်ကြီးတင်ရင်အသက်ရှူတန်တွေသာထွက်ပေါ်နေတဲ့ထိုခိုက်တမ်းမှာပဲရုတ်တရက်ဆိုသလိုအဝေးကတောင်ကုန်းစီကနေအေးမြတဲ့လေငင်းတစ်ချက်ဟာတဖြူးဖြူးနဲ့တိုက်ခတ်လာခဲ့ပါတော့တယ်